မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဒီမှာဆွေးနွေးကြမှာကတော့လေ blog တစ်ခုမှာအကြောင်းအရာတွေကိုကဏ္ဍအလိုက်စုစည်းပြတဲ့category စာမျက်နှာတွေပေါ့အဲ့ဒီဘယ်လိုတည်ဆောက်လဲဆိုတာကိုနည်းနည်းလေးအသေးစိတ်ကြည့်ကြမယ် ဟုတ်ကဲ့ပါအဲ့ဒါတကယ်အရေးကြီးတဲ့အပိုင်းမှာကောင်းအောင်လုပ်ထားတဲ့ category စာမျက်နှာတွေက website ကိုလာလဲတဲ့သူတွေတော့အရင်အသုံးဝင်တယ်လေ ဟုတ်တယ်နော်လမ်းညွှန်ရှားရလွယ်ထားသလိုသူတို့စိတ်ဝင်စားတာကိုတန်းရှာသွင်းနိုင်တယ်ပေါ့ အဲ့ဒါပေါ့ user experience တော့တော်တော်အရေးပါတယ် ဟုတ်ပြီဆိုတော့လောကန်းစင်လို့ကြည့်လိုက်တော့အရင်လုပ်ထားတဲ့ post template တစ်ခုကိုယူပြီးလို့ archive page ဆိုတဲ့ပုံစံမျိုးနဲ့စပြီးတည်ဆောက်တယ်လို့ဆိုတယ် ဟုတ်ပါတယ်အဲ့ဒီ archive page ဆိုတာက post အဟောင်းတွေဒါမှမဟုတ် post အများကြီးကိုစုပြဖို့တုံးတဲ့ layout ပုံစံမျိုးကိုခေါ်တာပေါ့လေ အဲ့ဒီမှာပထမဆုံး section မှာကြတော့ခေါင်းစဉ်ကိုကိုကြိုက်တယ်လို့ပြင်တာတော့နောက်ခံပုံထည့်တာလို့လုပ်ကြတယ်နော် လေအယောင်လေးခံလာမျိုးလုံးတင်တယ်လေ အဲ့ဒါမှစာနဲ့နောက်ခံနဲ့ရှုမနေမှာ မှန်ပါတယ်ပြီးတော့အကြောင်းအရာတွေကိုစနစ်တကျခွဲဖို့ category တွေဖန်တီးရတာပေါ့ဥပမာအနေနဲ့ CSG ဆိုပြီးနာမည်ပေးထားတာမျိုး ဟုတ်ကဲ့ လိုအပ်ရင် parent category ဆိုပြီးအုပ်စုကြီးအသေးခွဲတာကလည်းအချက်လက်စီမံခန့်ခွဲမှုမှာအရေးပါတယ်လေ ကောင်းပြီအဲ့ဒါပထမအဆင့်လေးပြီးပြီဆိုရင်အဓိကအပိုင်းအဲ့ဒီသက်ဆိုင်ရာ post တွေကိုဘယ်လိုပြမလဲဆိုတာပေါ့ source မှာတော့ post element သုံးတယ်လို့ပြောထားတယ် ဟုတ်ပါတယ် post element ကိုထည့်လိုက်ရုံပဲ သူမှာပြသပုံစံတွေအများကြီးရွေးလို့ရတယ်နော် list grid slider tab ဆိုပြီးတော့ grid ကအသုံးများဆုံးလို့ဆိုတယ်ဘာကြောင့်များလဲဗျာ grade ကလည်းအထူးသဖြင့်ပုံတွေများတဲ့ visual content ဦးစားပေးရဲ့ blog တွေမှာပို့ပြီးတော့ဆွဲဆောင်မှုရှိလေပေါ့နော် ဟုတ်ကဲ့ ပြလိုက်တာနဲ့ post ကိုလိုများများကိုတခါတည်းမြင်ရတော့ scan ဖက်ရတာများတယ် user engagement ပိုကောင်းစေတယ်လို့သုံးသပ်ကြတယ်လေ ဟုတ်ကဲ့မျက်စိတွေမှာရှင်းရှင်းလင်းလင်းမြင်ရတာဦး အဲ့ဒါပေါ့ဒါပေမဲ့စာသားများတဲ့ blog မျိုး research sensor အကြောင်းအရာတွေဆိုရင်တော့ list ပုံစံကစာဖတ်သူကပိုဆင့်ပြေနိုင်တယ်ဆိုတာလည်းရှိတာပေါ့ grid ထဲမှာ post ဘယ်နှခုပြမလဲဆိုတာကိုကိုယ်တိုင်တတ်မှတ်လို့ရတယ်နော် ဟုတ်ကဲ့ရေးအတွက်ကန့်တက်နိုင်ပါတယ် နောက်ပြီးတော့ဒီ filter ကဏ္ဍ post ရင်းညာကြီးထဲကကိုချီချင်းတဲ့ category အခွဲလေးတွေကိုပဲရွေးကြည့်ဖို့ filter ထည့်လို့ရတယ်ဆိုတာကအသုံးဝင်မယ်ပုံပဲ အဲ့ဒါတော်တော်ကောင်းတဲ့ feature ပါ nav bar ပုံစံ list ပုံစံ drop down ပုံစံအနေနဲ့ category filter တွေထည့်လို့ရတယ် all ဆိုတာလေးလည်းပါတော့အကုန်ပြန်ကြည့်ချင်လည်းရတယ် ဟုတ်တယ်အထူးသဖြင့်ဖုန်းလို screen တီးတီးလေးရေးမှာဆို drop down ပုံစံကအရင်ဆင်ပြေတယ်နေရာလည်းမလျှော့ဘူးလေ Okay တတရရလေးဖြစ်သွားတာပေါ့ sorting options တွေရောပါတယ်လားဘယ်လိုစီးပြမလဲဆိုတာမျိုး ဟာပါတယ်အဲ့ဒါလည်းရွေးလို့ရတယ်အချိန်လိုက်နောက်ဆုံးတင်တာအရင်ပြမလားဒါမှမဟုတ်ခေါင်းစဉ်အခရာစဉ်အကိုင်းစီမလားစသဖြင့်ပေါ့ နောက်တစ်ခုက pagination ဒီမျက်နှာမှာ post ဘယ်နှခုပြမလဲဆိုတာတတ်မှတ်တာပေါ့ ဟုတ်ပါတယ် အကုန်ပြခြင်း -1 လို့ထားလို့ရတယ်ဆိုပေမဲ့အဲ့ဒါက post အများများရင်စာမျက်နှာတက်တာကြားနိုင်တယ်လို့ source မှာသတိပေးထားတယ်နော် အဲ့ဒါမှပါတယ် post ရနေချီရှိနေရင် -1 ထားလိုက်တာက performance ကိုထိခိုက်နိုင်တယ် user experience မကုန်းထည့်သွားနိုင်တယ်လေ ဟုတ်ကဲ့အဲ့ဒါကိုချင်းချင်းရမယ် post ရဲ့အကြောင်းအရာအချင်းချုပ် accept ပဲပြမလားအပြည့်စုံ full content ပြမလားဆိုတာရော အဲ့ဒါလည်းရွေးလို့ရတယ် accept ပြတာကပိုအသုံးများပါတယ်လာလဲတဲ့သူကို post မှာပါလဲဆိုတာအကြံဖြင့်သိစေပြီးဆွဲဆောင်မှုရှိစေတာပေါ့ accept အရှိဘယ်လောက်ထားမယ်ဆိုတာလည်းထင်းချုပ်လို့ရတယ် အသီးစိတ်ကြတယ်နော် ဟုတ်ကဲ့ နောက်တစ်ခုကျွန်မသဘောကျတာက category တစ်ခုမှာ post လုံးဝမရှိတဲ့အခါဘာပြမလဲဆိုတာကြိုတင်ပြင်ဆင်ထားလို့ရတာပဲ အော်ဟုတ်တာပဲဘာမှမပေါ်တာထက်ဆိုင်နော် ဟုတ်တယ်လေအဲ့ဒီအတွက် global blog လို့ခေါ်တယ်ကြိုတင်ဖန်တီးစားတဲ့ content အပိုင်းလေးကိုတတ်မှတ်ထားလိုက်ရုံပဲဥပမာဒီကဏ္ဍမှာ post မရှိသေးပါဆိုတဲ့စာသားမျိုးပေါ့ အဲ့ဒါကောင်းတယ် user အတွက်ပိုပြီး friendly ဖြစ်တာပေါ့ဆိုတော့နောက်ဆုံးအရေးကြီးဆုံးအပိုင်းကတော့ဒီလောက်ထားသမျှတွေအကုန်လုံးက device အစုံမှာအဆင်ပြေပြေပေါ်ရဲ့လားဆိုတာစစ်ဆေးဖို့ responsiveness ပေါ့ အတိအကျပဲဒါကမဖြစ်မနေစစ်ရမယ်အပိုင်းမှာ desktop မှာလာနေပြီမြေဖုန်းမှာကြည့်တော့အစစ်မပြေလကားပဲနေ ဟုတ်ကဲ့ဖုန်းမျက်နှာပြတဲ့ဆိုဘာတွေအဓိကချိန်ရတယ်လဲ ဥပမာဘေးဘက်ကကွက်လက်တီ padding ကိုချိန်တာမျိုးစာလုံးအရစအချိန်တာမျိုးပြီးတော့အပေါ်မှာပြောခဲ့တဲ့ filter ဆိုရင်ဖုန်းမှာ drop down အနေနဲ့ပဲပြတာမျိုးလုပ်ရတတ်တယ်နေရာနဲ့လိုက်လို့ညီထွေထိကောက်ချိန်ကြီးရတာပေါ့ ဟုတ်ပါတယ် source မှာနောက်ထပ်ပြောထားတာကပုံမှန် post တွေအပြင် custom post type လို့ခေါ်တယ်ကိုယ်တိုင်တည်တံ့ဖန်တီးထားတဲ့ content အမျိုးအစားတွေကိုပါဆွဲထုတ်ပြနိုင်တဲ့အဆင့်မြင့် query လို့ဆောက်ချက်တွေလည်းပါတယ်ဆိုတာပါပဲ အိုးအဲ့ဒါကတော့ပိုပြီး advance ဖြစ်သွားပြီကောင်းပါပြီဒါဆိုရင်ဒီနေ့ကျွန်တော်တို့လင့်လာခဲ့တာတွေကိုပြန်ချုပ်ရရင် blog category စာမျက်နှာတစ်ခုတည်ဆောက်တဲ့အခါမှာအခြေခံစာမျက်နှာကိုအရင်ချခေါင်းစဉ်နဲ့နောက်ခံကို design ဆွဲ ဟုတ်ကဲ့ ပြီးတော့ post တွေပြဖို့ layout နဲ့ filter တွေ season
post မရှိတဲ့အခြေအနေအတွက်ပြင်ဆင်နောက်ဆုံး device အစွန်မှာအဆင်ပြေအောင် responsive စစ်တာအဲ့ဒီအဓိကအဆင့်တွေပါဝင်တယ်ပေါ့နော် ဟုတ်ပါတယ်ဒီအစစ်တွေအကုန်လုံးကိုကောင်းကောင်းလုပ်နိုင်ပြီဆိုရင်နောက်တစ်ဆင့်စဉ်းစားစရာကတော့ဒီ category စာမျက်နှာတွေရဲ့ design အထားအသွအကြောင်းအရာပြသပုံတွေကိုဘယ်လိုပို့ပြီးဆွဲဆောင်မှုရှိအောင်လုပ်မလဲ လားလေတဲ့သူတွေရဲ့စိတ်ဝင်စားမှုကိုဘယ်လိုပို့ပြီးဖန်ဆားနိုင်မလဲသူတို့ရှာနေတဲ့အကြောင်းအရာမှမဟုတ်ပဲတခြားသက်ဆိုင်ရာအကြောင်းအရာတွေကိုပါဆက်ပြီးဖတ်ချင်စိလဲလာချင်စိပေါက်လာအောင်ဘလို့ design ဘိုင်းနဲ့ content ဘိုင်းကိုပေါင်းဆက်ပြီးဆွဲဆောင်မလဲဆိုတဲ့မေးခွန်းတွေပေါ့လေအဲ့ဒါဆက်ပြီးတော့စဉ်းစားကြရအချက်ကောင်းတွေပါ